မိုးတော်လဲမိပဲမောင်မဲရေးသားလေသွားရအောင်နော် ဒါလို့ပဲသွားကြမှာလေမိမိ နမေတို့ကစုံရသားခွေးကြမယ်လေသားလေးရဲ့ပြီးလို့ရှိရင်သားလေးကိုကြော်ကျွေးမယ်နော် ဟုတ်ကဲ့မိမိ ချိန်မာလိုက်တာသားလေးလည်းခုကစုံရလေးတွေကဒီလိုခူးရတယ်သားရဲ့ ဒီလိုမျိုးလားမိမိ အေးဟုတ်တယ်အဲ့လိုမျိုးခူးပြီးရင်ချင်းထဲကိုထဲနော်သားလေးပိုင်းစာနေပြီလား ဟုတ်ကဲ့စားနေပြီမိမိ အေးအဲ့ဒါဆိုသားလေးကခဏနာအောင်နော်မမေကသားအတွက်ကစုံရလေးကြောလာအောင်မယ်နော်သားလေးငါသားလေးလည်းတနာပါတယ်အသီးရွက်တွေကြီးနေ့တိုင်းစားနေရတာတရက်ရက်တော့ဟင်းကောင်းလေးချက်ကြွေအောင်မပါလေ မိမိရေရောက်ပြီလား ရပါပြီရှင်ကဲဟာသားလေးဟာမမေကြီးမှာပတ်စံရှိရဲ့ခါကျရင်အသားဟင်းလေးကျွေးမယ်နော်သားလေး ရောက်ပါလေမိမိရဲ့တတကစွန်ရလေကြိုက်ပါလေ